ပြိုက်တောင်ရထားလမ်းကြားပြိုက်တောင်တက်မယ်ဟိုးရထားလာနေရှယ်ပဲဒါအပြိုစီးရဲ့ရထားတွေအောင်မန်းကနေကလောကိုပြန်လာတောင်ကြားထဲဝင်တော့ပြီမမီတော့ကဲဒါပြိုက်တောင်နဲ့မျက်နှာချင်းဆိုင်ကရေကန်ရှိတဲ့တောင်လေးအဲ့တောင်ပေါ်တက်မှာနော်ကျမတို့ဒီမှာစိုက်ခင်းနေနဲ့ဈေးဆိုင်တန်းလေးနဲ့ပြိုက်တောင်နဲ့မိုက်တယ်အဲ့မုံရင်းထုတ်လာမုံကြီးကိုပြီးတော့ဒီနာတော့စိုက်ခင်းတော့တစ်နှစ်ပတ်လုံးစိုက်နေရပဲဒီနာတစ်ခုပြီးတစ်ခုဒါမဆိုကုန်ကားရင်တင်ကုန်ကားနဲ့ကော်ပီထုတ်တက်တယ်နေကော်ပီထုတ်တယ်နေတာမဟုတ်လေတင်ဘယ်ရမယ်ဒါလေးကကျွန်တော်တို့ပြိုက်တောင်ရှေ့မျက်နှာချင်းဆိုင်ကရေကန်ရှိတဲ့တောင်ပေါ်မှာပါဆိုတော့ရေကန်ရှိတဲ့တောင်ပေါ်ကနေကျွန်တော်တို့စိုက်ခင်းတွေကိုအများကြီးမြင်ရတယ်နေရာစိုက်ခင်းတစ်နှစ်ပတ်လုံးစိုက်တယ်ဒီနာကြောင့်စိုက်ခင်းကတော့အများကြီးမပြောဘူးလိမ္မော်တွေစိုက်တယ်စာစမုံရင်းထုတ်တွေစိုက်တယ်ခါချက်ဥနီခေါ်တာပေါ့နော်ဒီတော့ရှေ့ကဆိုရင်ဒါကျွန်တော်တို့ကြိုက်တောင်ရှေ့ကခြံလေးတွေကိုခုမှခြံလေးပြင်နေတော့စိုက်ခင်းအတွက်ပြင်ဆင်နေတာပေါ့နော်မိုးရည်စိုက်ခင်းအတွက်ပြီးခဲ့တဲ့တံတိုင်ခင်းကတော့ဒီရှေ့အောင်နာကကျွန်တော်တို့ဗာလေဒီမယ်ရီကိုပန်းခင်းလေးရှိတယ်ကိုတော့မရှိတော့ဘူးဟောပန်းနဲ့ဓာတ်ပုံတွေ့ရကြဆိုတော့ကြိုက်တောင်ဟိုတောင်ထိပ်ထိတက်လို့ရတယ်နော်တောင်ထိပ်ထိကိုဒီလိုကျွန်တော်ဒီလမ်းလျှောက်တဲ့လမ်းလေးရှိတယ်နည်းနည်းတော့မှတ်တယ်တောင်တက်ရတော့ကြိုက်တဲ့လူတော့ဆင်းပြေတယ်တောင်ထဲလေးဆိုလည်းတော်တော်လာတယ်ဘက်ကနေကျွန်တော်တို့ရှေ့ကိုဆက်သွားရင်နန်းဦးရွာရှိမယ်နန်းဦးရွာပြီးတော့ကျွန်တော်တို့ ferry land ကိုတက်တဲ့လမ်းလေးရှိမယ်အဲအကျော်ဆိုတော့ကျွန်တော်ဟိုတောင်ကြီးချောင်းလေးအမြင်မထီဘူးဆက်ပြီးတော့ဆက်သွားနေဒီလမ်းနဲ့သွားလို့ရတယ်ဟိုရှေ့ဆိုနေရွာလေးခင်းနေတယ်မိုက်ကလောရောက်ပြီဆိုတော့ကျွန်တော်ဒီကတော့ဒီကြိုက်တောင်လို့ဟိုဒီတောင်တော့ကတော့မလာမဖြစ်ပေါ့အများစုကတော့ဓာတ်ပုံရိုက်လို့လာတယ်ရှုခင်းနေလာတယ်အဲကြောင့်လို့ဓာတ်ပုံရိုက်ကြတာများတယ်ဟောလမ်းကြောင်းလည်းတင်နေလေနော်သွားရလာရတာလည်းအဆင်ပြေတယ်တွေ့တယ်ဒီကအပြည့်ဆိုရင်ဒိတ်တောင်နဲ့ဆိုရင်ဓာတ်ပုံရိုက်လို့ရန်လာတယ်ဒီဒိတ်တောင်ဘက်ကနေမဟုတ်ပဲနဲ့
ဒီကန်ရှိရနေအနောက်ဘက်ကိုကန်ရှိတဲ့ချမ်းနဲ့အနောက်ဘက်ကိုဆက်လာရင်ကျွန်တော်ဒီမှာရထားလိုင်းလေးရှိတယ်ဒီရထားလင်းလေးဆိုရင်လည်းဟိုတော်တော်လူကြိုက်များတော့ဗောနော်ကျွန်တော်လုတ်ခဲ့ဒီကြားထဲမှာတော့ကြိုက်တောင်ရောက်ပြီဆိုရင်ဒီနာဓာတ်ပုံရိုက်မဖြစ်နေရလေးထဲပါတယ်ဓာတ်ပုံကူကူကောက်လေးနဲ့လာဒီနေရာကိုကျွန်တော်တို့ကတောင်နှလုံးကြားရထားလမ်းလို့ခေါ်ကြတာများတယ်ဆိုတော့ဒီလိုလေးကလောဘက်ကိုတွားရလမ်းပေါ့နော်ကလောဘက်ကိုကျွန်တော်ကလောအောင်ပန်းရထား5စီးလို့ရှိရင်ဒီဘက်ကိုလာပါတယ်ဒီရောက်လို့ရှိရင်တို့10မိနစ်15မိနစ်လောက်တော့ရထားရပ်ပြီးရဗျထုံးရလို့ရအောင်ဒီနာဝင်ချင်းဆိုလိုက်ကျွန်တော်ဒီမှာဒေတာခန့်နေစိုက်ပျိုးရေးတွေလုပ်နေကြတာအခုဆိုရင်မိုးကလည်းနည်းနည်းရွာလာပြီဆိုတော့စိုက်ခင်းအတွက်ပြင်ဆင်နေကြပါပြီရှေ့မြင်ရတဲ့ရွာတော့ကျွန်တော်ခြေကုန်းကြောက်တန်းရွာဗျခြေကုန်းကြောက်တန်းဆောင်းနှင်းဆိုရင်ဒီနားလေးတိတ်မြင်လေရန်လာ